လုံးဝကို luxury ဆန်နဲ့ adventure bike မျိုးကိုရမယ်ကျုံးနေနေပဲတအိမ်လုံးဖိတ်တောက်ပြင်ဆင်ထားတယ်အနော်မှာတက်လမ်းမှာရှိတယ်ဒုတိယထပ်အခန်းလေးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခန်းထဲဝင်လိုက်ပြီဆိုတာနဲ့ safety အတွက်တန်မန်းတစ်ထပ်ပါမယ်ကျုံးတကားနှစ်ထပ်ပါမယ်အဲခန်းထဲကိုဝင်လိုက်ပြီဆိုတာနဲ့လုံးဝကိုစက်တရေရှိလောက်အောင်ကိုပြင်ဆင်ပေးထားတဲ့ကျုံးနေနေပဲတအိမ်လုံးကိုဖိတ်တောက်ပြင်ဆင်ထားပါတယ်ရှင်အဲကန်းထဲမှာဆိုလို့ရှိရင်လည်းကြွရွလှပနေတဲ့ 5D ပကြီးကားချက်ကြီးဒေါင်းရုပ်ကြီးကိုထားပေးထားပါတယ်ရှင်။အဲကန်းနေရာမှာဆိုလို့ရှိရင်လည်းလုံးဝတဘာဝရဲ့ vibe ကိုအပြည့်အဝရစေဖို့အတွက်ကိုညီမတို့တစ်သားကြောင်လေးတွေနဲ့အလှဆင်ပေးထားပါတယ်ရှင်။ဖျားကန်းတီးတန်လေးပါမယ်။တန်မန်းဆန်းရှိတ်ကိုတအိမ်လုံးကိုပတ်လက်ကပ်ပေးထားပါတယ်ရှင်။လုံးဝတဘာဝကိုမှ luxury bike ကိုသွားပေးထားတယ်ဒီလိုလှပကြော့ရှင်ခန်းနားနေတဲ့အခန်းမျိုးကတော့တောင်ကလာမှာနောက်တစ်ခန်းမရှိလောက်အောင်ကိုပြင်ဆင်ပေးထားပါတယ်ရှင်ကျုံးနေတအိမ်လုံးမှာကျုံးတကားရွယ်6ချက်ပါပါတယ်ရှင်အဲခန်းမှာဆိုလို့ရှိရင်လည်းကျုံးပါကေးခင်းထားတယ်ရှောက်လမ်းမှာဆိုလို့ရှိရင်လည်းကျုံးပါကေးခင်းထားတယ်အိတ်ခန်းနှစ်ခန်းပါမယ်ရှင်တန်မန်းဆန်းရှိတ်ကိုတအိမ်လုံးကိုပတ်လက်တက်ပေးထားပါတယ်ကစ်ရှင်ခန်းနဲ့သွားမယ်ဆိုလို့ရှိရင်လည်းကြွေပြားခင်းထားတယ်ကြွေပြားကိုတစ်ခန်းလုံးကပ်ပေးထားတယ်ရှင်ရေချိုးကိုင်းတာပူတိုင်းပေးစင်ပါပါမယ်အခန်းလေးရဲ့ location ကလည်းတောင်ကလာ73ရပ်ကွက်အနော်မာတက်လမ်းမှာရှိတဲ့ဒုတိယထပ်ကိုမှညီမတို့